ချစ်ဆုံးလေးကိုရှင်စင်ဒီ3ဝင်းနဲ့တကွင်းလက်ဆောင်ပေးမယ်နော်ရှင်စင်ကိုချက်ပေါက်မှာလက်ဆောင်လေးလာယူပေးပါရှင်တရားချစ်ဆုံးလေးကိုလက်ဆောင်ပေးနေရှင်စင်ဒီကွင်းတွဲလေးရောင်းပေးပါမယ်နော်ကွင်းတွဲလေးထက်ရောင်းပေးမယ်ချစ်ဆုံးလေးဒီနေ့ကကြိုက်တဲ့ကာလာ3ရောင်နေရပေါ့နော်တကွင်းလာယူပေးပါကဲဒီမှာနော်ဒီတွဲလေးရောင်းပေးပါမယ်ရှင်ရှင်စင်တန်တွဲလေးဒီတွဲလုံးကိုဘယ်လောက်နဲ့ပေးမလဲရှင်စင်ဒီနေ့ရှင်စင်မွေးနေ့မှာရှင်စင်ချစ်လို့ကိုတမင်တီးတန့်ကိုဒါအများကြီးအရှုံးခံပြီးတော့ရောင်းပေးရနော်ဒီတွဲဆိုရင်အပြင်မှာဝယ်စင်းမပြောနဲ့ဟိုရွှေစင်းရဲ့ရောင်းစည်းက3,200,000လောက်ရှိနော်3,200,000လောက်ရှိရပြင်မှာဝယ်လို့ချင်ရင်3,300,000ခွဲလောက်ထိတော့ရှိလောက်ပါတယ်နော်3,300,000ရှိမယ်ကွာတကွင်းကိုကွင်းကကြာရန်ကြီးဟိုမလို့ဘူးနော်3,300,000လောက်ရှိမယ်အဲ့ဒါကိုရှင်ကဒီဗီဒီယိုထဲမှာ3,000,000နဲ့ပေးမယ်အိမ်ရောက်ငွေချေရပါတယ်လုံးဝစီရငွေချိုလဲစရာမလိုနော်အိမ်ရောက်ငွေချေရတတွဲပဲရမယ်နော်အများကြီးရောက်မပေးဘူးရှင်ဒါဒီတတွဲပဲရပေးမယ်ဒီမှာကြည့်အောင်အပြင်မှာ2,900,000 2,800,000ရောင်းနေတယ်ဒီလိုနော်ဒီလိုမျိုးအမိတ်ပါမယ်မိတ်တိုင်ပေါ့နော်သူကကျန်တဲ့နေရာပြနော်ဒီလိုမျိုးတစ်ခုပါမယ်ပြီးလို့ချင်းဒီမှာဘသူစီမှာမရှိတယ်ရွှေစင်းရဲ့ရှာပါရွှေစင်းစီမှာပဲရှိမယ်ဒီဒီဇိုင်းနော်ဒီဒီဇိုင်းပါမယ်ဒီဒီဇိုင်းကအရန်ကိုလာတယ်နော်ရွှေစင်းပုံနေတင်ထားတာလည်းရှိတယ်ပေါ့နော်ဒါမဲ့လို့ရွှေစင်းကတိတ်စီခြင်းလို့အရန်လာလို့ဒီမှာရွှေစင်းချစ်တော်တွေကိုနော်ဒါဆိုရွှေစင်း2,000ခွဲရောင်းနေကွယ်နော်ဒီမှာကြည့်ဦးတကွင်းကို2,000ခွဲထိရောင်းနေကွယ်ပါနော်ဒါဆိုတကွင်းကို2,000ခွဲထိရောင်းနေဒီမှာနောက်ကျော်ကိုလည်းကြည့်ဦးစိတ်ညိုင်နေအောင်ဒီလိုမျိုးစိတ်ညိုင်နေအောင်ခတ်ပေးထား4,000ထွာနော်4,000ကိုထွာသေးရနော်ရှင်စင်တို့နှစ်ကိုက်ကွင်းမဟုတ်ဘူးကွာနှစ်ကိုက်ကိုကြော်နေပေါ့နော်အဲ့လိုမျိုးဒီဇိုင်းကြီးပါနော်ဒီဒီဇိုင်းပါတယ်ခဏကဒီမှာဒီတမိတ်ဒီဇိုင်းပါတယ်နော်တန်လားမတန်လားဆိုတာဗီဒီယိုပြီးအောင်ကြည့်ရှင်စင်ကဒီနေ့ရှင်စင်ကမွေးနေ့လေးမှာရှင်စင်ကာတွေကိုချစ်လို့ကိုတခြားလက်ဆောင်စိတ်တွေအများကြီးလည်းလုံးမပေးနိုင်ဘူးနော်ရှင်စင်ကဈေးရောက်ရဲ့အလူပေးတာပေါ့နော်ရှင်စင်ရဲ့မွေးနေ့လေးမှာရှင်ပေးခြင်းလို့ကိုပေးပူကျဲနော်ပူကျဲကွင်းနော်ပူကျဲကွင်းဒါတကွင်းပါနော်အရန်တန်တယ်နော်ရှင်စင်အပူမပြောဘူးအရန်တန်တယ်ဆိုမြင်မယ်နော်ပြီးလို့ချင်းရှင်စင်ကဒီမှာဒီရိုးရကွင်းလေးကိုတော့2ကွင်းထည့်ပေးထားတယ်နော်ဒီရိုးရကွင်းလေးကိုတော့အယောင်မတူတဲ့2ကွင်းလေးထည့်ပေးထားတယ်နော်အဲ့ကြောင့်လိုချင်တဲ့ဆိုအမြန်ဆုံးလာပြီး5ကွင်းတစ်သိန်းနော်လိုချင်တဲ့ဆိုအမြန်ဆုံးလာယူပါရှင်တကွင်းပဲရမယ်နော်ဒီတတွဲပဲရပါမယ်ရှင်ရှင်စင်အများကြီးရောက်မပေးနိုင်ဘူးနော်ကဲဒီကချစ်ဆုံးလေးရေရွှေစင်းကိုကာလာလေးလည်းလောက်ရွေးပေးပါနော်ရွှေစင်းဒါလေး3ဝင်းနဲ့လက်ဆောင်တစ်ဝင်းပေးပါမယ်ရွှေစင်းကိုချစ်ပြီးဝင်းရပေးတဲ့တယောက်ချင်းစီကိုလည်းရွှေစင်းကျေးဇူးအများကြီးတင်ပါတယ်ရွှေစင်းကိုချစ်ပေးကြအောင်နော်ကျေးဇူးပါရှင်ကျေးဇူးပါကြည့်မရဘူးအိမ်ရောက်ငွေချေရပါတယ်ရှင်လုံးဝစေရငွေကြိုလဲစရာမလိုနော်အိမ်ရောက်ငွေချေရပါတယ်ကျေးဇူးပါရှင်အရင်တက်နေ